ရန်သူကဓာတ်နဲ့ခုတ်တော့မဲ့အချိန်မှာသူ့ရဲ့ဆန်ဆဲကလျှက်တစ်ပြက်ဝင်ပြီးကာပေးလိုက်ရပါတယ်။ပြီးရင်တော့သူ့ရဲ့ကြောပိုးအိတ်ကိုချွတ်လိုက်တဲ့အချိန်မြေပေါ်မကျခင်မှာပဲရန်သူအနောက်ကိုရောက်သွားပြီးခုနိုင်နဲ့ထောက်ထားလိုက်ပါတယ်။အဲ့အချိန်ကျမှဒီလူကကိုရိုနာရဲ့နာမည်ကြီး Yellow Flag ဖြစ်ကြောင်းနဲ့သူတို့ရဲ့မြေတိုင်းပြည်ခေါင်းဆောင်က Yellow Flag ကိုမြင်တာနဲ့ပြင်းဖို့မှာထားကြောင်းပြောနေရင်ပဲအဆုံးသတ်တယ်။ရှာတွေ့ရတာဖြစ်ပြီး Sasuke နဲ့ Kinshiki တို့ထိတ်တိုက်တွေ့ကြတဲ့အချိန်အနားမှာလည်းထူးဆန်းတဲ့လူတစ်ယောက်ကစောင့်ကြည့်နေပြီးလူသားနဲ့ Otsutsuki ရဲ့တိုက်ပွဲဖြစ်နေရင်တော့ Shinobi လောကရဲ့အတန်မာဆုံးတွေကတယောက်ဖြစ်တဲ့ Uchiha Sasuke ဖြစ်နေတဲ့အတွက်လက်တစ်ဖက်တည်းနဲ့တော့သူတပြန်ကိုတပြန်ရင်ဆိုင်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ဖရဲစွာနဲ့ Naruto ရဲ့ခန္ဓာကိုယ်ပါတိမ်မှုကာဘူတိုကလှုပ်လိုက်ပါတယ်။အဲအကြောင်းပဲဝင်းရင်ချာကိုရာနဲ့လူပါဆုပ်ယူခံရတော့မဲ့ Naruto ကတိုင်ပတ်နေတဲ့အချိန်မှာဘီကဝင်ကူညီဖို့လုပ်ပေမဲ့ရှူရာတိုဖိန်းကြောင့်သူပါအဖမ်းခံလိုက်ရပါတယ်။ခိရှိပီလက်နက်တွေအများကြီးပါဝင်တဲ့ရှူရာတိုကဘီကိုအဆုံးသတ်ဖို့လို့ဝင်းရင်ပါမသွားအောင်ပြန်ဆွဲနေရတဲ့ Naruto ကလည်းအခြေအနေမလားတဲ့အချိန်မှာသူတို့ကြားထဲကိုအနီအောင်အယိုးကြောင့်လက်တစ်ဖက်ကဝင်လာခဲ့ပါတယ်။အဲအပြင်စင်ကောကောင်တွေရဲ့မျက်လုံးကိုပါခုနိုင်နဲ့ပစ်လိုက်တဲ့သူက Greatest of All Time Itachi ဖြစ်ပြီးသူ့ရဲ့အနီအောင်ဆူဆာနိုကိုပါအသုံးပြုထားတာဖြစ်ပါတယ်။